လူတယောက်အကြောင်းကိုပိုသိချင်ရင်ဒီလိုလုပ်ကြည့်လူတော်တော်များများကလူတယောက်အကြောင်းကိုသိချင်ရင်မေးခွန်းများများမေးရင်အဲ့လူတယောက်အကြောင်းကိုသိရမယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့တခုရှိတာကဒီလိုမေးခွန်းတွေများများမေးလေလေတစ်ဖက်လူကပို့ပြီးတော့တတိထားပြီးတော့ဖြေလာလေလေဖြစ်သွားနိုင်ပါတယ်အဲ့တော့ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုအခက်ဆက်ပြီးတော့ရှင်းပြပေးပါမယ်အရင်ဆုံးကိုယ့်ရဲ့အကြောင်းကိုနည်းနည်းချင်းဖွင့်ပြောပြီးမှသူ့ကိုမေးခွန်းတွေမေးပါဥပမာအော်ခေကအခုမှအလုပ်သစ်ဝင်လာတဲ့လူတစ်ယောက်ကိုသူအလုပ်မှာအဆင်ပြေရဲ့လားဘလို့နေရအဆင်မပြေလဲဆိုတာကိုသိချင်ရင်သူ့ကိုတန်းပြီးတော့နင်ဘသူတွေနဲ့အဆင်ပြေလဲနင်အခုအလုပ်မှာဘလို့တွေလုပ်နေရလဲအဆင်ပြေရဲ့လားလို့မမေးဘဲနဲ့အော်ခေရဲ့ကိုယ်ပိုင်အတွေ့အကြုံကိုသူ့ကိုအရင်ပြောပြရမှာပါနင်သိလားငါတော့ဒီအလုပ်ဝင်ကစားမှာတော့တော်တော်အဆင်မပြေဘူးဘသူတွေကတော့ဘလို့တတိထားရတယ်ဘသူတွေကတော့ဘလို့ရှိတယ်ဆိုပြီးတော့ဘယ်နေရာမှာတော့ဘလို့အခက်ခဲတွေရှိခဲ့တယ်ဆိုပြီးတော့သူ့ကိုအရင်ဆုံးရင်ဖွင့်လိုက်ပါပြီးကြမှာရောအခုအလုံးဝင်ကားစားဆိုတော့ဘလို့လဲအဆင်ပြေရဲ့လားငါလိုပဲဖြစ်သေးလားဆိုပြီးတော့ပုံစံမျိုးနဲ့မေးကြည့်လိုက်ပါအဲ့လိုမျိုးကိုယ့်အကြောင်းကိုနည်းနည်းလေးပြောပြီးမှသူများကိုမေးလိုက်တာကစကားဝိုင်းကလည်းပို့ပြီးတော့တဘာဝကျလာနိုင်ပါတယ်လူတစ်ယောက်ကသူ့အကြောင်းကိုသူဖွင့်ပြောလာတဲ့အခါတစ်ဖက်လူကလည်းအလားတူအတိုင်းတာနဲ့ကိုယ့်အကြောင်းကိုဖွင့်ပြောတတ်တဲ့သဘောတရားမျိုးရှိပါတယ်ဒါပေမဲ့တခုတတိထားမှာကတစ်ဖက်လူကိုရင်ဖွင့်လာစေခြင်းလို့ကိုယ့်ရဲ့ personal ကိစ္စတွေကိုမသိစေချင်တဲ့ကိစ္စတွေကိုအကုန်လုံးကိုဖွင့်ပြောဖို့မလိုပါဘူးကိုကနည်းနည်းဖွင့်ပြောတယ်သူကနည်းနည်းဖွင့်ပြောတယ်ဒီလိုနဲ့ပဲရင်းနှီးမှုယုံကြည်မှုတွေကိုတဖြည်းဖြည်းတည်ဆောက်ရတာပါအဲကြောင့်မို့လို့လူတစ်ယောက်အကြောင်းကိုသိချင်ရင်မေးခွန်းတွေကြီးပဲမမေးပဲနဲ့ကိုယ့်အကြောင်းကိုလည်းကိုအရင်ဆုံးဖွင့်ပြောပါဘာလို့လဲဆိုတော့အဲ့လိုမေးခွန်းကောင်းတွေမေးနေတာထက်သူ့အတွက်သူ့ရဲ့ခံစားချက်တွေသူ့ရဲ့ဖြစ်ရပ်တွေကိုဖွင့်ပြောလို့ရတဲ့နေရာတစ်ခုကိုဖန်တီးပေးလိုက်နိုင်တာကသူ့ကိုပို့ပြီးတော့ရင်လာဖွင့်လာအောင်ပြောပြလို့ရတဲ့နည်းပဲဖြစ်ပါတယ်